cái áo đan ra thì lấy một đợt là bị áo đan ra lấy đi cái tập party đồ đợt là đồ hả ngày nay mà đồ ngày ăn đồ cô lu passe đi lu passe đấy lu đồ khuyaวันတော့အီးနံလေးပဲပေးရသေးတယ်ချီးပုံကဘယ်နာရောက်နေမှမသိဘူးစားဖို့ပြင်ဆင်နေကြပြီခွေးဝမ်းတောင်အီးနံလေးပေးုံပဲရှိသေးတယ်အဲ့တော့မြန်မာနိုင်ငံမှာဗမာနိုင်ငံရေးသမားတွေရဲ့အကြောင်းပြောရင်ဟိုးဘူကြောင့်ဇန်လက်ထက်ကစပြီးတော့ပြောရလိမ့်မယ်တကူရီအတ္တတွေတကူရီကိုချိုးစည်းပွားတွေတကူရီတိတ်တိတ်တင်မှုတွေကြောင့်မြန်မာနိုင်ငံကြီးကကဘာမှာတော့မသိဘူးတိုင်းရင်းသားတွေကြားမှာမျက်နှာငယ်နေရတာအဲ့တော့ရိုးရိုးလေးပဲပြောချင်းတယ်ကျွန်တော်တို့ UNG ကိုဘာလို့ဝေဖန်လဲဆိုတာအဖြစ်ပေါ်တယ်မလားအောက်တန်းစားတွေကအောက်တန်းစားစိတ်ဓာတ်နဲ့နိုင်ငံရေးတွေပါလာတယ်တော်လှန်ရေးမှာပါလာတော့တော်လှန်ရေးစနစ်နိုင်ငံရေးစနစ်တွေကအောက်တန်းစားဆန်လာတယ်ပြည်နဲ့ရိုးလေးပဲပြောချင်တယ်အခုလက်ရှိ TNL ဆွေးနွေးတဲ့ကိစ္စ SFPP တွေ့တဲ့ကိစ္စတရုတ်ကိုစကားစားသွားတယ်ဆိုတာစကားစားလိုအပ်ချက်ရှိရင်တရုတ်ရှိသွားတယ်တရုတ်ကသူ့ရဲ့လိုအပ်ချက်တွေရှိရင်နေပြီးတော့လာတယ်ဒါထုံးစံပဲတော်လှန်ရေးနိုင်ငံရေးကိုမသုံးသပ်နိုင်ပဲနဲ့တော်လှန်ရေးနိုင်ငံရေးကိုမသိပဲနဲ့အောက်တန်းစားဆန်ဆန်ဆွဆွဲပြောဆိုနေတဲ့လူတွေကိုကျွန်တော်ပတ်ဝန်းကျင်ကိုခေါ်ခြင်းတယ်လွန်ခဲ့တဲ့2ပတ်ကပဲ PDF တွေကိုကျွန်တော်ပြောခဲ့တယ်တချို့ PDF ပိုင်းလူတွေပေါ့နော်သူတို့ခွဲမှုလို့ပါလို့ကျွန်တော်ရှိလာပါတယ်တချို့လူတွေမင်းတို့တော့ຫນွေဦးတပုံဖြစ်တော်မယ်လို့ကျွန်တော်နဲ့တအားရင်းနှီးတဲ့လူတွေဆိုရင်ကျွန်တော်နိုင်ငံရေးကြီးမှန်းချက်စီရေးကြီးမှန်းချက်နိုင်ငံရေးဖြစ်စဉ်စီရေးဖြစ်စဉ်တွေကြိုပြီးပြောပြတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကတကူရေးကောင်းစားရေးဘယ်တော့မှမလုပ်ဘူး။သူများကစိတ်ပြောင်းဘယ်တော့မှမပြောဘူး။သုံးသက်ဝေဖန်နိုင်ပြီးပြင်ဆင်နိုင်အောင်ပဲကျွန်တော်ပြောတယ်။ဒါကျွန်တော်ရဲ့ခံယူချက်။အိုလက်ရှိ NLD ပါတီပေကြီးကိုနေဖုံးလက်လို့ခိုးသွားတယ်အောင်ချင်းညွန့်တို့ပေါင်းပြီးတော့NLD ပြည်တွင်းအောက်တန်းစား NLD ခေါင်းဆောင်တွေကလည်းဘာမှမပြောနိုင်သလိုပြည်ပမှာရှိနေပါလေဆိုတော့ NLD ကိုအမိခံထားပြီးတော်လှန်ရေးမှာပါပြီးနေရာယူရတဲ့လူကြီးဆိုတဲ့အောက်တန်းစားဗမာနိုင်ငံရေးသမားတွေကလည်းဘာမှပြောရဘူးအဲ့တော့အောက်တန်းစားတွေးခေါ်တဲ့အောက်တန်းစားလုပ်ရက်တွေကဘယ်ပုံမှာရက်တည်နေလဲဆိုတော့လူထုပုံမှာရက်တည်နေတာအဲ့တော့လူထုပါအောက်တန်းစားစိတ်ဓာတ်တွေဝင်လာအောင်သူတို့တွန်းတင်နေတာသူတို့လမ်းပြပေးနေတာအဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေကလည်းတချို့နေရာမှာနည်းနည်းပိန်းကြတယ်တချို့နေရာမှာဖြစ်ချင်စောနဲ့ဖြစ်ချင်တဲ့ဆန္ဒအယိုးကန်စိတ်ဓာတ်နဲ့ပူပေါင်းကြပါဝင်တယ်ဆောင်ရွက်ကြတယ်ကျွန်တော်တို့လူမုန်းခံတယ်ဆိုတာကကျွန်တော်တို့ဖြစ်တဲ့ဖြစ်တိုက်မှန်တဲ့မှန်တိုက်တဲ့ကိစ္စတွေကိုကျွန်တော်တို့ပြောတာဟိုအောက်တန်းစားမျိုးရံအောင်သိအောက်တန်းစားမျိုးရံအောင်သိကိုဟိုဒီကောင်ကကျွန်တော်တို့ဘလော့ထားတော့ကျွန်တော်ကြည့်လို့လည်းမရဘူးဒီအောက်တန်းစားဘာတွေရေးလဲဘာတွေပြောလဲဆောနာသူများလိုက်လွှင့်တဲ့ဟာလည်းပို့တယ်မကြည့်လို့မရပါဘူးထားပါတော့အောက်တန်းစားတွေကတတိမှမရှိတော့ဘူးကျွန်တော်တို့ကဘလော့တာဝါသနာမပါဘူးဒါပေမဲ့ကိုယ်မရိုင်းလာရင်တော့ဘလော့ကျွန်တော်ဘလော့မှသူများတကောက်တိတ်မရိုင်းမမှန်ဘူးအဲ့တော့ဒီຫນွေဦးတော်လန်ရေးအစမှာတည်းကအောက်တန်းစားတွေပါလာတယ်ဆိုတော့သိတယ်ကျွန်တော်တို့အဖမ်းခံရတာလဲအောက်တန်းစားတွေပါလာလို့ဖမ်းခံရတာဆိုတော့ကျွန်တော်သိတယ်ဒါကျွန်တော်တို့လည်းစောက်သုံးမကြလို့ပေါ့ဗျာအဲ့တော့ကျွန်တော်တို့စောက်သုံးမကြတယ်လို့တခြားသောလူတွေလည်းစောက်သုံးမကြတဲ့လူတွေမဖြစ်အောင်ဆိုပြီးတော့ထောင်အားစထွက်ပြီးတဲ့ COC Chain of Command လို့ပြောလိုက်တဲ့ဟိုကမင်းတို့တွေ GOC ရဲ့ one on commander one on mother one on leadership နော်အဲ့ဒါတွေကိုကျွန်တော်တို့ကသူတို့ပြောပြတယ်မင်းတို့အရင်ဆုံးနာခံတက်အောင်သင်ယူအောင်မင်းတို့မှဥရေးထောက်လည်းမပိုင်ဘူးစီရေးဆိုတာဘာမှနားမလဲဘူးမြေပုံညွှန်းအောင်မသိဘူးမြေပုံညွှန်းအောင်မဖတ်တတ်ပဲနဲ့မြေပုံအခရာတွေလေးလုံးကဘာမှမသိတဲ့အရှိနောက်တောင်မြောက်လက်ကြီးကျူးလောင်ကြီးကျူးတော့မသိတဲ့ငါလုံးမှသာအောက်တန်းစားတွေကလူကြီးဆိုတဲ့နေရာတွေယူလာကြတယ်
လူကြီးဆိုတဲ့လူတွေနေရာယူရပြီးတော့ကောင်းကောင်းမွန်မွန်လှုပ်လားဆိုတော့လေသူတို့ရဲ့သားမီသူတို့ရဲ့သားမယားရဲ့အနာဂတ်တွေကိုကြည့်ပြီးတော့နိုင်ငံခြားတွေပို့လာတယ်ဒီကြားတဲ့အောက်တန်းစားတွေကပါလဲပြောလဲဆိုတော့သူသမီးကိုဆူရှီလိတ်ခိုင်းပါတယ်လို့အလုပ်လုပ်ရင်ကြောင်းတက်ပါတယ်လို့သူတို့ဝင်ကြီးဆိုတဲ့ဟိုသားသမီးတွေကြတော့နိုင်ငံခြားမှာဆူရှီလိတ်ပြီးကြောင်းတက်နိုင်အောင်လို့ထားလို့ရတယ်ဒီမှာဆောင်းတော့ပြောတယ်ကြောင်းမတက်နဲ့ကြောင်းထွက်နဲ့ဆိုတဲ့ကလေးတွေရဲ့ဘဝတွေသူတို့လှည့်မကြည့်ဘူးအွန်လိုင်းပညာရေးစနစ်ဆိုပြီးတော့ပထမ2023 2024လောက်မှာစတားလင်းတွေစပိတ်တော့စတားလင်းတွေကြောက်ရက်ထက်တော့ဆောင်းတော့ပြောသလိုFederal Unit network ကြီးဆိုပြီးတော့ Federal Net ဆိုပြီးတော့ပေါ်လာတယ်စကိုင်းဖိုရမ်ကနေပြီးတော့သူတို့လုပ်တဲ့ပုံစံမျိုးသူတို့ရဲ့နိပညာဝန်ကြီးထင်လင်းအောင်ကဝန်ခံထားပြီးပြီ2025 8လပိုင်းလောက်မှာသူတို့ကိုယ်တိုင်ဝန်ခံသွားတယ်ဒီစတားလင်းတွေကတရားမဝင်ပါဘူးဆိုတဲ့ကိစ္စကို2025 8လပိုင်းစီးဝေးမှာပေါ့အဲ့တော့အောက်တန်းသားတွေကမသိတဲ့ခါကျတော့အောက်ကနေအယူပုံမြောက်ထားတဲ့ကောင်တွေကလည်းသူတို့လူကြီးတွေကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတယ်တေဆုံးကြဆုံးသွားတဲ့ရဲဘော်တွေကိုအတွက်ကိုထောက်ပံ့ကြီး10သိန်းကပေးလားမပေးလားတော့မသိဘူးကျွန်တော်တို့ရှိမှဒီမှာ PDF တွေနဲ့ KNU နဲ့တွဲတိုက်လို့ KNL နဲ့တွဲတိုက်လို့တေသွားရင်တရင်မှုတွေကအတူပါစိတ်ထုတ်ပေးရတယ်ဝက်ဝယ်ပေးရတာနဲ့ကြက်ဝယ်ပေးရတာနဲ့အဲ့လိုတွေတော့ရှိတယ်အဲ့တော့အခု NLD ကစာထုတ်တဲ့အမျိုးသားရင်ကြားစေ့ရေးကို NLD ရဲ့မူပေါင်းပေါ်မှာရက်တည်တယ်ဆိုရင်အဲ့ဒါဆိုရင် NLD ပါတီလို့နာမည်ခံထားတဲ့လက်သုံးချောင်းထောင်ပြီးတော့အမေစုကျမ်းပါပါစေအမေစုကျမ်းပါပါစေအမေစုလွတ်မြောက်ပါစေနှင်းစီတပိတ်တွေထမိန်တပိတ်တွေသူ့မေလိုးတဲ့တပိတ်တွေတပိတ်မျိုးစုံလုပ်ပြီးတော့လူငယ်90ကျော်ကိုထောင်ထဲတစ်ခါရဲသွင်းခဲ့တယ်ပန်းတပိတ်2023အဲ့တော့ရင်ကြားစေ့ရေးဆိုတဲ့မူဝါဒမှာဆောင်းတော့ကျွန်တော်ရဲ့နောင်တော်ကြီးကိုအောင်သူပေါ့နော်ကျွန်တော်နဲ့ဒါအင်းစိန်ထောင်မှာဆုံခဲ့တယ်သူတို့ကတော့ကျွန်တော်တို့ရဲ့စီနီယံကြတယ်သူမဲဆောက်ကနေစာလေးတစ်စောင်လှမ်းရေးလို့ကျွန်တော်တော့ပြောလိုက်သေးတယ်ကျွန်တော်ပြောခဲ့ပြီးမင်းအောင်လှိုင်ကဒေါ်စုကိုစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာကသူ့ကြောင့်ဒီဖယ်ရယ်ပြည်တော်စုစနစ်ကြီးဖြစ်ပေါ်လာအောင်တိဆောက်မယ်ဆိုတဲ့အတွေးခေါ်နဲ့တော့ဒီစစ်တပ်နိုင်ငံရေးကနေပြီးတော့ချိုးရင်းချင်းမရှိတော့မဟုတ်ဘူးတချို့တနေရာမှာတော့ပါဝင်ကောင်းပါဝင်လာနိုင်မယ်စစ်တပ်ရဲ့အခန်းကဏ္ဍရှော့ချရေးဆိုတာဦးတန်းရွှေလက်ထက်တည်းကဦးတန်းရွှေနဲ့တချို့သောတိုင်းရင်းသားခေါင်းဆောင်တွေဘိုင်းမှာနဲ့ပါတီပိုင်းမူဝါဒနဲ့ပတ်သက်ပြီးတော့15နှစ်စီမံကိန်းဆောင်းတော့ပြောသလိုပေါ့ဒီအင်ဒိုနီးရှားပုံစံမျိုးပေါ့အင်ဒိုနီးရှားတို့ကမ္ဘောဒီးယားတို့ပုံစံမျိုးဟိုစနစ်ကိုတွားဖို့အတွက်အကွိရှမန်ရှိတာပြီကအဲ့ဒီအကွိရှမန်ကိုချိုးဖျက်သွားတာကဒေါအောင်ဆန်းစုကြည်အဲ့လိုချိုးဖျက်အောင်လုပ်တာကလည်းမင်းအောင်လှိုင်ရဲ့ဆဲတွေကစနစ်တကျဒေါအောင်ဆန်းစုကြည်ကအဲ့ဒီရဲ့ဂတိကဝတ်တွေချိုးဖျက်သွားအောင်တမင်သက်ပြောခဲ့တာတချို့နေရာမှာကကျွန်တော်တို့ကဒေါအောင်ဆန်းစုကြည်ကိုဂျိုကာလိုပဲသဘောထားတယ်ဘာလို့ဆိုတော့ဒေါအောင်ဆန်းစုကြည်ဒေါင်းကန်ဒီမှာဆွဲတောင်းလိုက်တဲ့ပုံစံမျိုးပေါ့ဗျာပြောမစို့ဆွဲတောင်းဆိုတာဥမာနှလုံးတိုက်သုံးလုံးတိုက်လေးလုံးစင်ရှိတယ်လေဖဲသမားတွေပို့နားလဲပါတယ်အဲ့တော့ဖဲစကားနဲ့ပဲပြောရရင်ဒေါအောင်ဆန်းစုကြည်ဂျိုကာအဲ့ဒါဆိုမင်းအောင်လှိုင်စင်လာတဲ့ဖဲကအခုချိန်ထိဒေါင်းမှုလားလာမရှိတဲ့ခါကျတော့ဒီဂျိုကာကိုလည်းသူထုတ်သုံးမှာမဟုတ်ဘူးငကိုတဲကလည်းဒေါအောင်ဆန်းစုကြည်ကသူ့မတရားဖမ်းထားတဲ့လူကိုသူကကူညီမှာမဟုတ်ဘူးဦးတန်းရွှေတို့တော့ကတော့ကူညီကောင်းကူညီခဲ့မယ်ဦးသိန်းစိန်တို့လက်ထက်တော့အဲ့တော့ဒေါအောင်ဆန်းစုကြည်နဲ့ကျွန်တော်တို့ရဲ့ဂျားမှာလည်းဘာတွေကွဲလွဲမှုတွေရှိလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကဝင်ပြင်ဝင်ကိစ္စဒါဦးဝင်းတင်တို့ဘဘဦးဝင်းတင်တို့နဲ့ဖြစ်လာတဲ့ပြဿနာတွေဒါတွေပြောရင်ကြားတယ်ဗျာအဲ့လောလောဆယ် NLD ရဲ့မူဝါဒကိုပြောမယ် तू ကအာဆီယံနဲ့တွေ့တယ်ပေါ့အာဆီယံနဲ့တွေ့ပြီးတော့အာဆီယံဘုံသဘောတူညီချက် तू က legitimate လိုချင်တာအာဏာလိုချင်တာသူကအတိမတ်ပြုရေးလိုချင်တာအဲ့ဒါဆိုငကိုတွေကအတိမတ်ပြုရေးလိုချင်ရင်နိုင်ငံရေးလမ်းကြောင်းတန်တမန်နီးလန်းနဲ့ပဲသွားပါလားဘာလို့ဖင်ခံပြီးတော့ UNG အစိုးရဆိုပြီးတော့လောက်တာတော့ဘာလို့အစိုးရတော်လှန်ရေးအစိုးရဆိုပြီးတော့ကောက်ဖွဲ့တာတော့ဘာလို့နေရာတွေယူထားကြတာတော့ဘာလို့ဥဆောင်သူလို့တတ်မှတ်တာတော့အဲ့တော့စောက်ပိန်းတွေကိုပြောချင်တယ်ဆောင်းတော့ lobby စောက်ပိန်းငါလုံးမသာအောက်တန်းစားဟုတ်လားဆောင်းတော့အောက်တန်းစားတွေအများကြီးပဲအဲ့အောက်တန်းစားတွေနာမည်ကျွရင်ဒီငါအိတ်လို့ရမှာမဟုတ်အဲ့တော့ဆောင်းတော့အဓိကအောက်တန်းစားကြီးကိုပြောချင်တာ COC အောက်တန်းစားကြီးကိုပြောချင်တာမျိုးရံအောင်သိန်းဆိုတဲ့ကောင်ကိုနန်းနန်းအောင်စိန်ခေါ်တဲ့ဒုတိယအကြိမ်မြောက်မင်းတတိရှင်မင်းမှန်ဖွင့်ငါ့ကိုဘလော့ဖြီးပေးမင်းနဲ့ငါနဲ့နီကိုရှိတ်လုပ်မယ်အဲ့ပေါ်မင်းပေါ်ချမ်းလက်မင်းကိုခေါ်မယ်NLD ရဲ့ပါတီစီး18ချက်အတိုင်းNLD ရသည်ယနေ့ချိန်ထိ
ပါတီရဲ့စီမင်းစည်းကမ်းဥပဒေတိုင်းရပ်တည်ပါတယ်ဆိုရင်နေဖုံးလို့ခိုးသွားတဲ့ NLD page ကြီးကနိုင်ငံသားမှာအဲ့ဒါကိုပြည်တွင်းထဲရှိတဲ့ကျွန်တော်ဘလော့သွားတဲ့ဒေါင်နာမျိုးအောင်လည်းမေးခြင်းတယ်အောက်တန်းစားဒေါင်နာမျိုးအောင်လည်းမေးခြင်းတယ်ခင်ဗျားယောက်ျားကြီးဖြစ်ရတဲ့နဲ့မိန်းမလို့မိန်းမယားစိမ့်နဲ့စီစပူစီကပြောတယ်ကျွန်တော်ပြန်အန်သွားတယ်ဘလော့သွားတယ်ရှာလို့တော့မတွေ့တော့ဘူးခင်ဗျားတို့နိုင်ငံရေးသိက္ခာမရှိဘူးခင်ဗျားတို့နိုင်ငံရေးမှာနီကိုရှိတ်ဆိုတာဘာမှမသိဘူး equality ဆိုတာဘာမှမသိဘူးခင်ဗျားတို့မှာ equality လည်းမရှိဘူးနီကိုရှိတ်လည်းမရှိဘူးခင်ဗျားတို့ကအောက်တန်းစားစိတ်တက်နဲ့ lobby တွေမွေးမယ်ပြီးရင်မဟုတ်တာတွေဝါဒဖြန့်ခိုင်းမယ်တပ်ပါတီတွေဘာပါတီတွေရှောက်ပြောနေအခုမှတပ်ပါတီကပေါ်လာတာတပ်ပါတီကဒုတိယတပ်ပါတီက NLD ဖြစ်သွားပြီဘာလို့ဆိုတော့တော်လန်ရေးမှာတပ်ပါတီလို့သူတို့ဆွဆွဲနေတဲ့ပါတီက NLD ဖြစ်သွားပြီဘာလို့ဆိုတော့ तू ကအခုကြေညာချက်ကြီးကိုကြီးလိုက်ခြင်းအားဖြင့်တပ်ပါတီဒီ NLD ဖြစ်သွားပြီတိုင်းရင်းသားတွေဒီချိန်ခင်ဗျားတို့ခွင့်လွှတ်မယ်ထင်သလား TNL မှာလည်း तू စောက်ပြဿနာနဲ့ तू ကျွန်တော်တို့ငကိုတွေကပြောပြီးသားလာရှိုးသိမ်းလို့မရဘူးကျွန်တော်တို့ပြောတယ်လာရှိုးသိမ်းလို့မရဘူးလာရှိုးဒီစစ်မဲ့စုံ TNL ကိုစစ်ကြုံတော့အောင်လုပ်တာ UNG ဗျဒေါ်လာ6တန်းခွဲပေးပြီးလက်နဲ့တွေရမလားဆိုပြီးတော့ဖင်လို့ဖင်ကန်လောက်ကြတယ်ပြဿနာတွေတက်ကြတယ်တပုံကြီးမှာကျွန်တော်တို့တိတ်မပြောချင်ဘူးအကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆေးရုံကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမရေးကဏ္ဍပညာရေးကဏ္ဍမှာ UNG ဆုံးရှုံးခဲ့တာတွေအများကြီးပဲအဲ့ဒါတွေကိုလည်းအောက်တန်းစားတွေမသိကြဘူးအောက်တန်းစားတွေသိရတဲ့နဲ့မပြောကြဘူးပြည်သူလူထုကလိန်ခံနေရတယ်စိတ်မကောင်းတာတခုကတော့ကျွန်တော်တို့ကဗမာဖြစ်တဲ့အခါကျတော့တိုင်းရင်းသားတွေကြားမှာနေရတာတခါကျရင်မျက်နှာငယ်တယ်မျက်နှာပူတယ်ရိုးရိုးလေးပဲပြောကြည့်ချင်တယ်အနာဂတ်လူငယ်တွေနဲ့အတွက်ပတ်သက်ပြီးတော့ပုပ်ကိုမြင်မှတရားခင်တယ်တဲ့ဗမာစကားကြည့်တယ်ပုပ်ကိုမြင်မှတရားခင်တယ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာနတ်ကိုးကွယ်တဲ့လူတွေရှိတယ်ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့လူတွေရှိတယ်မယိုးပလာဗုဒ္ဓဘာသာကိုးကွယ်တဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကပုပ်ကိုခင်တဲ့ခါကျတော့တရားမြင်နေကြတာအစွဲတွေမကင်းတဲ့ခါကျတော့ကျွန်တော်တို့မှာပြဿနာကြီးတက်နေတာအဲ့တော့မင်းအွန်လိုင်းဘက်ကလည်းအပေးယူနဲ့သူက2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာအခြေခံပြီးတော့အိန္ဒိယရဲ့ Federal ကိုသွားခြင်းနဲ့ကုန်းတွင်းပိတ်ဖြစ်ကြတဲ့ရှမ်းအဓိကတော့ပြဿနာတက်မှာတော့ရှမ်းနဲ့ချင်းပဲဒါပေမဲ့တိုင်းရင်းသားဒေသမှာဆောင်းလာပြောတော့ကရင်တွေကိုဆဲတယ်ကရင်တွေကိုဆဲတယ်ကျွန်တော်လေးသခိုင်းကျစဉ်းစားရတယ်လားဒီတိုင်းပြည်မြန်ဥပမာ Federal ပြည်ထောင်စုကြီးပေါ့တော်လိုင်းအောင်သွားမယ်ဆိုရင်ဘယ်တိုင်းရင်းသားတွေအရင်ဆုံးချမ်းသာမယ်ထင်လို့လဲရခိုင်နဲ့ကရင်ရခိုင်မှာရေတယံဇာတရှိတယ်အဲ့ရေတယံဇာတကဘာပြတ်တဲ့ဒီစားမကုန်တော့ကရင်မှာမြေတယံဇာတရှိတယ်တချို့နေရာမှာရွှေကိုအတုံးလိုက်ခဲလိုက်ထွက်တဲ့နေရာတွေရှိတယ်ဒါပေမဲ့ကရင်တွေကစီးကန်းရှိတယ်တော်ပေးမတူအပေါ်ကမြေပဲတူမင်းအောက်ကမြေလာမတူနဲ့စိတ်ဝင်စားမင်းနေ့လေကကျွန်တော်ပြောခဲ့ပါတယ်စိတ်ပေါက်ပေါက်တဲ့ဆောင်းလာပြောသလိုပေါ့ဒီနေရာမှာဒီအချိန်မှာဒီလိုကာလမျိုးမှာကိုလူမျိုးကိုဒေသကိုပေါင်ဝန်းကျင်ကိုယူနစ်ကိုတီဆောက်ရမယ့်အချိန်မှာမတီဆောက်ဘဲနဲ့သူများရောင်လို့ရောင်အမောင်တောင်များမသိညောင်မှန်းမသိဒီမိုကရေစီဆိုတာဘယ်လိုဟာမျိုးများမသိဒီမိုဆိုတာဘာလဲကရေစီဆိုတာဘာလဲဆိုတော့ definition တွေရှိတယ်မင်းတို့ပြောလဲ human rights ဆိုတာအမေရိကန်တောင်ကောင်းကောင်းမလေးလားဟိုဒါမလိုက်နိုင်ဘူးအမေရိကန်လိုနိုင်ငံမျိုးဒီမိုကရေစီဖွံ့ဖြိုးပါတယ်ဆိုတော့အမေရိကန်လိုနိုင်ငံမျိုးဆွစ်ဇာလန်လိုနိုင်ငံမျိုးနော်ဝေးလိုနိုင်ငံမျိုးတခြားသောနိုင်ငံတွေကမလိုက်နိုင်ဘူးမြန်မာနိုင်ငံမှာဒီမိုကရေစီလိုက်နာဖို့ဝေးသူတို့လိုနိုင်ငံကြီးတွေကတော့မလိုက်နိုင်တဲ့ဥစ္စာကိုဒီမှာရှိတဲ့နိုင်ငံရေးသမားလို့ပြောတဲ့ကောင်တွေကအကြောင်းပြချက်ပိုကောင်းတာပေါ့အဲ့တော့လူငယ်တွေကိုမှားခြင်းတယ်လူငယ်တွေကိုပြောခြင်းတယ်ကျွန်တော်တို့မသိမချင်းကျွန်တော်တို့ကတော့အမှန်တရားကိုပြောနေမှာပဲအဲ့တော့ NLD ဒီဘယ်သူအတွက်ဥဆောင်တာလဲ UNG ဒီဘယ်သူအတွက်ဥဆောင်တာလဲအဲ့ဒီမေးခွန်းကရန်ရေးကြည့်ရတော့ကိုယ့်ဘန်ကိုနှစ်ဖူးပေါ်လက်တင်ပြီးတော့စဉ်းစား NLD ပါတီဒီလက်နက်မကန်တဲ့လမ်းစဉ်ကိုလိုက်တာ88ကစောက်ချိုးမျိုးလက်ချိုးတယ်ဖာတီတို့ကကြိုသိတယ်အဲ့တော့ဖာတီတွေဆဲတယ်ကျွန်တော်ကမခံနိုင်ဘူးဟာကရင်ဘောမပါညာစိတ်ဝင်စားအောင်မင်းတို့ကရင်မကောင်းတဲ့ကရင်ပြောမှာပဲအခုလည်းပြောနေတာတချို့နေရမှာငါတို့က line ပေါ်မှာဖင်ကောင်းမကျဲဘူးမြေပြတ်မှာဒက်ရှင်းတဲ့ကောင်လေအဲ့တော့ရိုးလေးပဲပြောချင်တယ်ဖာတီတို့ကဘာလို့ဆိုတော့နှက်သွားတာဖာတီတို့ကလုံးဝနှက်သွားတာမရှိရင်အတူတူစားမယ်မရှိအတူတူတိုက်မယ်ဒါပေမဲ့လာပြီးတော့မဟာမိတ်တွေမိဘတွေလာမလို့နဲ့မဟာမိတ်ဆိုတာပေါင်းတဲ့လူကိုပေါင်းမယ်မိဘဆိုတာလည်းဖွဲ့တဲ့လူဖွဲ့မယ်အဲ့ဒါဖာတီတို့ရဲ့လမ်းစဉ်ပဲဖာတီတို့တွေခေတ်အဆက်ဆက်ဦးနူးကနေပြီးတော့ဖာတီတို့ကိုဖင်ချသွားတာယနေ့အချိန်ထိ
ဖိန်ချလို့မရတော့ဘူးနှစ်ပေါင်း80နှစ်ပေါင်း80ဆိုတာအဲ့နှစ်ပေါင်း80မှာ35နှစ်လောက်ကဗမာတွေဖိန်ချတာခံရတာဗမာတွေမလိတ်တပတ်လောက်တာခံရတာဗမာတွေလူဝါဝတာခံရတာနောက်ဆုံးဗမာချင်းပေါင်းစည်းရေးဆိုတဲ့မူဝါဒနဲ့ပဲမောင်နုကနေစပြီးတော့88မျိုးဆက်တွေဆိုတဲ့ကောင်တွေကအစကျွန်တော်တို့ကတခါတကြရင်တမိုင်းနဲ့ချီပြီးပြောရင်မျက်ရည်ကျမိမှကျွန်တော်တို့မပြောတာကိုယ်တိုင်မခံစားပေမဲ့တမိုင်းတွေကိုလေ့လာရမယ်ကိုယ်တိုင်မတွေ့ဘူးပေမဲ့မကြုံဘူးပေမဲ့တမိုင်းတွေကိုသင်ခန်းစာယူတတ်ရမယ်အဲ့ဒီတမိုင်းတွေကိုမေ့လို့မရဘူးနော်ဗမာတွေလာလို့ကျွန်တော်အမြဲတမ်းပြောတယ်ဗမာတွေလာလို့ဖာတီတို့စင်တွေရောရှိသမျှတစ်တွေရောအကုန်ကုန်တာအခုရွှေတွင်းမှာနှိုက်မှုစူးစားတာဖာတီတို့ကစိတ်ဝင်စားဘူးဖာတီတို့ကပါလေးကစားတာဖာတီတို့မှာအကွက်တကြံသေးတယ်မင်းတို့ဒေါ်စုမကလို့ပြောလာပြီးသားမိုးဘောကကြားမင်းလားစောက်ကူမဆိုင်ဘူးလောက်ဆက်ကြီးကပြက်ပြက်သားလုံးမှာတော်လန်ရေးပေါ်မှာရုံကြီးမှန်မှန်ကန်ကန်နဲ့သွားနေတဲ့မြည်သည့်အဖွဲ့အစည်းမြည်သည့်ပုံကိုမြည်သည့်တိုင်းရင်းသားမဆိုကျွန်တော်တို့ပူပေါင်းမှုအဆင်သင့်ပဲမင်းတို့ရေးမဲ့နောက်တော့စောက်ကွက်တွေလည်းငါတို့ကသိသေးတယ်ဘာလို့တိုင်းရင်းသားတွေကလွတ်လပ်တဲ့ဖွဲ့စည်းပုံလိုချင်တာလွတ်လပ်တဲ့အချုပ်အခြာအာဏာလိုချင်တာလွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုလိုချင်တာတဘောပေါက်လားမသိဘူးလွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုလိုချင်တာလွတ်လပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလိုတာလွတ်လပ်တဲ့လူဖွဲ့စည်းလိုနေထိုင်နေတာအဲ့တော့ရိုးရိုးလေးပဲတွေးကြည့်လိုက်တိုင်းရင်းသားတွေဆိုတာကတုံးတိုက်တိုက်ကြားကကိုက်ရှင်သန်ရက်တည်လာတာဗမာနိုင်ငံရေးသမားအီလစ်တွေလူတော်တော်များများပေါ့တချို့တော့ဗမာတွေတော်တော်များများပဲပြောရမှာတချို့မဟုတ်ပါဘူးတော်တော်များများပါအောက်တန်းစားတွေများတယ်ဒီနိုင်ငံမှာနိုင်ငံရေးရည်မှန်းချက်စီးရေးရည်မှန်းချက်ဆိုတာဘာမှမသိဘူးနိုင်ငံရေးနားမလည်နိုင်ငံရေးအကြောင်းမပြောနဲ့အရန်ရှက်ဖို့ကောင်းတယ်နိုင်ငံရေးအတွေးခေါ်မရှိရင်နိုင်ငံရေးကချာတွေမရှင်းပြနဲ့နားတော်မကောင်းဘူးကျွန်တော်တို့ကပြောခဲ့တယ်ဆိုတာကကျွန်တော်တို့အမုန်းခံတယ်ဆိုတာကကျွန်တော်တို့တိုင်းပြည်ကကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့ချစ်လို့အနာဂတ်ကိုကြိုမြင်လို့နောက်ထပ်ဘာဆက်ဖြစ်အောင်မလဲလို့လက်မေးဆက်ပြောပြလို့ရတယ်ချို့ရတယ်အဲ့တော့2029မှာရခိုင်ဒီအခုလက်ရှိဖြစ်နေတဲ့ပြဿနာတွေကဒီလိုပဲဟိုဖွဲ့ကဖြစ်လိုက်ဒီဖွဲ့ဖြစ်နေဦးမှာပဲအဲ့2029မှာတိုင်းရင်းသားတွေကတချို့တဝက်တော်တော်များများလွတ်မြောက်သွားလိမ့်မယ်အဲ့တော့ဆွမ်းနာဒေါအောင်ဆန်းစုကြည်ကိုမျှော်လင့်နေတဲ့အောက်တန်းစားနိုင်ငံရေးသမားတွေကိုပြောချင်တယ်ဒေါအောင်ဆန်းစုကြည်ဒီတမိုင်းကောင်းနဲ့သူ့ဘန်သူတေးရှင်းသူ့တမိုင်းကအဆင်ပြေတယ်သူ့တမိုင်းအဆင်ပြေတယ်သူ့ဘန်နေသူလှနေတဲ့တမိုင်းကိုထပ်ဖြတ်ဖို့မကြိုးစားနဲ့မင်းတို့တွေအောက်တန်းစားတွေအခုစားကားစားကနေပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေဖြတ်တယ်တဲ့တချို့နေရာမှာဖြတ်တင်တယ်ဘာလို့ဆိုမြောက်ဥက္ကလာပန်းကြံကြီးမှာကြာ NLD ကတအုပ်စုကဗိုလ်ချုပ်အောင်ဆန်းတစ်ခုပန်းကြံကြီးတစ်ခုတည်းမှာပဲနော်ဟောဒီဘက်မှာကဗိုလ်ချုပ်အောင်ဆန်းတစ်ခုဗိုလ်ချုပ်အောင်ဆန်းရုပ်တုကနှစ်ခုပြည့်နေတာအဲ့ရန်ကုန်မြို့လိုအထင်ကြီးကနေရာမျိုးကြီးမှာတော့မှဗိုလ်ချုပ်အောင်ဆန်းကိုအပြိုင်ဆိုင်သူရဲကောင်းဆိုပြီးတော့မင်းလည်းအပြိုင်ဆိုင်ငါလည်းအပြိုင်အမှန်ကတော့ဗိုလ်ချုပ်အောင်ဆန်းကိုရုပ်တုကိုလှုပ်ချင်လို့လှုပ်တာမဟုတ်ဘူးအောက်တန်းစားတွေလှုပ်ရှားလို့ရအောင်လို့ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုလှုပ်ကြတာအဲ့တော့ပဲခူးမျိုးလေကရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုဖျက်သွားတဲ့အတွက်မင်းအောင်လိုင်းလည်းတနေ့တော့ရော်ကြီးတော့ပေးရလိမ့်မယ်မဖြစ်မနေဘူးငါတို့ကပြန်ဆောက်မှာငါတို့မျိုးကတော့ငါတို့အပါမခံဘူးဒါရှင်းလေးပဲငါတို့တမိုင်းနဲ့ချီပြီးတော့နေခဲ့တဲ့ကိစ္စနော်ကျန်တဲ့ဗိုလ်ချုပ်အောင်ဆန်းတွေငါတို့စိတ်ဝင်စားဘူးငါတို့ပဲခူးမျိုးကဗိုလ်ချုပ်အောင်ဆန်းတော့ငါတို့ပြန်ရအောင်လုပ်မှာအဲ့ဒါငါတို့ရဲ့ရည်ရွယ်ချက်ပဲနောက်တစ်ချက်ဘာဆက်ဖြစ်လာမလဲဆိုလို့ရှိရင် SSPP SSA နဲ့အရင်သွားတွေ့တယ်ပြီးတော့အခု TNL လေးတက်တွေ့တယ် TNL လေးဒီနှစ်ဖွဲ့ကွဲနေတာဖုံးကျော်က UNG နဲ့ပေါင်းနေတာတာဖုံးကျော်က UNG နဲ့ပေါင်းနေတာဘာလို့ဆို UNG နဲ့တာဖုံးကျော်နဲ့တေဇာဆန်းနဲ့ရှုပ်ခဲ့တဲ့မြောက်ပိုင်းပြဿနာမှာလီကြားဝန်အောင်စောက်တာမထွက်ရတော့ဘူးအောက်တန်းစားတွေအများကြီးပဲနော်ဒေါ်လာ6တန်းခွဲပေးလိုက်တဲ့ငကားတို့အုပ်စုကိုဒုက္ခပေးဖို့အတွက်ကို MNDA ကိုပါသူတို့ကဆွဆွဲတာ MNDA ကိုပါသိမ်းသွင်းတာ MNDA ရဲ့ရှင်းတယ် MNDA ကမေတို့တောင်ပါသေးတယ်အဲ့တော့ MNDA ဆိုတာက2014ရက်ဒေါ်အောင်ဆန်းစုကြည်ဒုက္ခပေးခဲ့လို့ MNDA ပြတ်မလို့ဖြစ်ခဲ့တာစစ်သမိုင်းလေးတွေနိုင်ငံရေးသမိုင်းလေးပြန်လေ့လာတခါပြောရင်စိတ်ထဲမှာအသေးပေါက်တယ်တိုင်းရင်းသားတွေကမင်းတို့နာတာလေမင်းတို့က NLD လိုဟိုဘာလဲဆိုတော့ဟိုတိုက်ပင်ဒီတိုက်ဖို့အင်ကြီးဝေးပြီးသခင်မျိုးရေးဒိုးပမာဆိုတဲ့စိတ်တကအခုချိန်ထိမပြောက်သေးဘူးအဲ့သခင်မျိုးရေးဒိုးပမာဆိုတဲ့စိတ်တမပြောက်မချင်းကတော့မင်းတို့ကကြုံဖြစ်နေဦးမှာပဲငါတို့ဘာကောင်တွေလဲမပြောမင်းတို့ကြုံပဲအဲ့တော့လက်ရှိအခြေအနေမှာအရန်ရှုပ်ထွေးနေတယ်
ဆောင်းလာပြောဆို NLD ဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာ NLD ကစာထုတ်လိုက်တယ်စာထုတ်တဲ့ဥစ္စာကိုကျွန်တော်တို့ကမပိတ်ပင်ပါဘူးသူ့သဘောနဲ့သူထုတ်လို့ရတယ်ဒါပေမဲ့ခင်ဗျားတို့ NLD ပါတီကလူတွေရော NLD ပါတီဝင်ဆိုတဲ့လူတွေရော NLD CEC CWC ဆိုတဲ့အောက်တန်းသားတွေရောဘာဖြစ်လို့တော်လန်ရေးအစိုးရဆိုပြီးနာမည်တက်ပြီးတော့ကိုနာမည်တက်ပြီးတော့နေရာတွေယူထားပြီးတော့လောက်ကြတာလဲအဲ့ဒါဆို NLD ကငကိုတဲ့ဟိုကအနာဂတ်နိုင်ငံရေးကြီးမှန်းချက်ဆိုတာရှိရတယ်လေခင်ဗျားတို့ကနိုင်ငံရေးလို့တော်လန်လေးဟို NLD ကစာထုတ်တဲ့ပုံမှာလဲ UNG ကမကန့်ကွက်ဘူးနော် NLD ကစာထုတ်တဲ့ပုံမှာလဲ CWC ကမကန့်ကွက်ဘူး CWC ရဲ့ဆွေးနွေးတဲ့တဲမှာရီမွန်လို့လည်းပါတယ်ဆောနာဇေမအောင်လို့လည်းပါတယ်အကုန်ပါတယ်အောက်တန်းစားတွေကုန်ပါတယ်အောက်တန်းစားတွေလက်သုံးချောင်းထောင်ပြီးတော့ဗီဒီယိုကွန်ဗန်းရှင်းနဲ့အစိုးရအဖွဲ့ရောလွှတ်တော်လို့ပြောတဲ့ကောင်ပါတီသမားလို့ပြောတဲ့ကောင်တော့ပါတီနိုင်ငံရေးသမားတွေရောအဲ Zoom meeting ကြီးမှာစုနေတဲ့မှတ်တမ်းကြီးရှိနေတယ်လေဒါဆိုမင်းတို့ကတစ်ချိန်တည်းတညံနဲ့အလူခံပတ်စံတွေကုန်သွားလို့အောက်တန်းစားနိုင်ငံရေးကိုပြန်လိုက်သွားလားခင်ဗျားတို့ကဒါဆိုသေဆုံးသွားတဲ့ခြေပြက်လက်ပြက်ရဲဘော်တွေကြာဆုံးသွားတဲ့ရဲဘော်တွေခင်ဗျားတို့မိကိုအားထားနေထိုင်ခဲ့ကြတဲ့ခင်ဗျားတို့ယုံကြည်ခဲ့တဲ့ပြည်သူလူထုရဲ့ဟိုဆောနာပြောတော့အိုးအသက်အိုးရင်စီးစိမ်တွေကိုဘာနဲ့အစားထိုးပြီးပေးမှလဲကျိုးတို့ကတရားစွဲမှာနော်ကျိုးတို့ကတရားစွဲမှာနော်ကျန်တဲ့ကောင်တွေတော့မသိကျိုးတို့တရားစွဲမှာအာဆီယံခုံရုံးမှာတက်ပြီးတရားစွဲမှာခင်ဗျားတို့ကဘာနဲ့ချီပြီးစောက်စကားမပြောသေးဘူးခင်ဗျားတို့အာဆီယံပြောတယ်မလားအာဆီယံမှာသူ့မူသူ့ဥပဒေရှိတယ်အဲ့တော့ခင်ဗျားတို့အာဆီယံမှာတက်ပြီးတော့တရားစွဲမှာဟုတ်ပြီလားခင်ဗျားတို့အောက်တန်းသားအုပ်စုကိုနော်အာဆီယံမှာတက်တရားစွဲမှာနော်အဲ့ဒါမဲမှတ်တာအောင်လွယ်လေးဥပဒေကလွယ်လေးဥပဒေကနားလဲဖို့ပဲလို့တာဥပဒေကသိဖို့ပဲလို့တာဥပဒေကနားလဲမယ်သိမယ်ဆိုရင်ခင်ဗျားတို့အောက်တန်းသားတွေကိုတရားစွဲလို့ရတယ်အဲ့တော့ခင်ဗျားတို့လိန်နာတွေခိုးတာတွေညာတာတွေတို့ကျုပ်တို့စိတ်ဝင်စားဘူးကျုပ်တို့စိတ်ဝင်စားတာကလက်ရှိအစိုးရလို့သတ်မှတ်ထားပြီးတော့ပါတီရဲ့မူဝါဒလမ်းစဉ်အတိုင်းဟုတ်လားတွေးမထက်တဲ့ဟိုတော်လန်ရေးသုံးမထက်တဲ့နိုင်ငံရေးပေါ့အဲ့တော့ခင်ဗျားတို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့မူဝါဒတိုင်းသွားမယ်ဆိုရင်ငကိုတွေကအစိုးရဘာလို့ဖွဲ့တာတော့ဘာဖြစ်လို့ CRPH လို့ဖွဲ့တာတော့ CRPH နဲ့ UNG နဲ့ဘာလို့ဆွေးနွေးတာတော့ခင်ဗျားတို့နားလဲပြီးပါမရိုက်နဲ့နားမလဲတဲ့ကောင်တွေတော့ခင်ဗျားတို့ကငြိမ်ခံမယ်ကျုပ်တို့ကငြိမ်ခံတဲ့တဲမှာတော့မပါဘူးဘာလို့ဟိုခင်ဗျားတို့အုပ်ချုပ်တဲ့တဲမှာကျုပ်တို့ပဲပါတယ်လို့ပြည်သူလူထုဆိုတာပြောမှာပဲပြည်သူလူထုကနားလဲရင်ပြောမှာပဲအဲ့တော့ကျုပ်တို့ကနားလဲတဲ့အတွက်ပြောမယ်နော်ငကိုတဲ့ဟိုကတိုင်းရင်းသားတွေကြိုးတွက်ထားပြီးသား NLD နဲ့စကားစားနဲ့ဖင်လို့ဖင်ကန်ပြန်တဲ့သွားတဲ့အခါကြလို့ရှိရင်ဒီ PDF ရဲဘော်တွေလွတ်မြောက်နေပြီမှာရှိနေတဲ့ဒီတိုင်းရင်းသားဒေသတွေမှာကြံခဲ့မဲ့တော်လိုင်းအင်အားစုတွေစိတ်တက်ကြံခဲ့တဲ့တိုင်းရင်းသားအင်အားစုတွေနဲ့ဒီဆောနာပြောတဲ့တော်လိုင်းရေးညီကိုတွေကိုဘလို့ထိမ့်သိမ်းကာဝယ်စောင့်ရှောက်ပြီးတော့ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ကိစ္စကျွန်တော်2023နဲ့ပြောခဲ့ပြီသက်ဆိုင်ရာ EAO နယ်မြေမှာရှိနေတဲ့ EAO လက်အောက်ခံအနေနဲ့ပဲနေကြပါဘာလို့ပြောခဲ့တာသီလားတကယ်လို့စကားစားနဲ့ဆွေးနွေးလို့ legitimate ယူခဲ့လို့ရှိရင်တော့မှ EAO ကအရင်ဆုံးရအောင်ပါ EAO ကရလို့ EAO ရဲ့ထောက်ခံချက်နဲ့ကိုပြန်ကျင်လဲပြန်လို့ရတယ်သွားကျင်လဲသွားလို့ရတယ်ဒါမှတ်သက်တစ်ခု theory တစ်ခုကိုကျွန်တော်ရှင်းပြတာရှင်းလားမသိဘူးအဲ့တော့ဆောနာပြောသလိုဦးနုကဘာလို့အောက်တန်းသားဆန်လဲဆိုတော့ဦးနုကနေဝင်းတို့ဘာပြောလဲဆိုတော့နိုင်ငံရေးစကားဝိုင်းမှာကရင်တွေကကရင်များသိလို့ရှိရင်ငါတို့ဗမာတွေအတွက်နေစရာမရှိဘူးတဲ့နေဝင်းကိုမြောက်လို့ပင့်ကိုပြောတဲ့စကားအဲ့တော့ရန်ကုန်အစိုးရကြီးကလီးစကားကြီးပြောတာအဲ့တော့ဦးနုတွေတချိန်ကျတော့တန်လျာတပတ်လဲပြီးတော့အမေရိကန် CIA နဲ့ဆက်သွယ်ပြီးတော့ဗမာနေဝင်းအစိုးရမဆလာအစိုးရတွန်းလှန်မှဆိုတော့တောခိုလာကရင်တွေထိုင်းတဲ့လောက်ကူညီပေးလိုက်သေးတယ်နောက်ကကျတော့ဖင်လို့ဖင်ကန်နဲ့ဦးနုကသွားပြီးတော့ငင်းငင်းတလုပ်လိုက်တယ်နော်88ရေကင်းဖြစ်လာတယ်ចောင်းသားတွေအပါဝင်တခြားသောဒီမှာတော်လိုင်းအင်အားစုတွေပူပေါင်းပြီးတော့မာနယ်ဘလောတွေမဲသရောကတော့စာချုပ်တွေခုချိန်ကြီးရှိသေးတာပဲကြေညာချက်တွေအဲ့တော့နောက်ဆုံးတော့ဘာဖြစ်လဲဖာတီတို့ပဲစီဆုတ်ခံလိုက်ရတာအဲ့တော့ဒီချိန်မှာဖာတီတို့ကစီမဆုတ်ခံတော့ခါကျတော့អော်တယ်ဖာတီတို့ကဘာဖြစ်လဲညာဖြစ်တယ်ပေါ့မင်းတို့ထက်လဲသွားပြီတိုင်းသားတွေကမင်းတို့အခုပြောတဲ့ KIA ကဗိုလ်ချုပ်ကွန်ပေါ့ကူညီတယ်ထိုက်တဲ့လောက်ရေလိုက်ငါလိုက်ဆက်ဆံတယ်မင်းတို့လက်လွန်ကြက်သွန်တွေဖြစ်သွားတာပြည်သူလူထုရဲ့ပေးတဲ့အခွန်အခပြည်သူလူထုလှူဒန်းတဲ့ပတ်စံတွေကိုစနစ်တကျမသုံးဆွဲဘဲနဲ့ကိုယ်ပတ်စံထင်ပြီးတော့ထင်တိုင်းကျဲပြီးတော့ဟိုပထွေးကတ်ဒီပထွေးကတ်နဲ့ဟိုလူမြောက်စားဒီလူမြောက်စားနဲ့ဘာမှရည်ရွယ်ချက်ရည်မှန်းချက်မရှိဘဲနဲ့
အဲ့တော့ TNL နဲ့စကားစားရဲ့ဆွေးနွေးပွဲဖြစ်လာမလားဆိုတော့တရားဝင်မှုရှိသေးဘူးဒါပြည်သူလူထုစိုးရိမ်မှကြောင့်ကျွန်တော်လာပြောပြတာနော် TNL နဲ့စကားစားရဲ့ဆွေးနွေးမှုကဆောင်းလာပြောသလိုပေါ့စကားစားကသူ့အကျိုးလို့သူကဝါတဲ့ဟိုသွားတယ်သူဆွေးနွေးတယ်ဆွေးနွေးပြီးတော့ဘယ်တိုင်းသားတွေနဲ့ဆွေးနွေးမယ်ဘယ်တိုင်းသားတွေပုံဘယ်လိုအခြေခံမူတွေထားမလဲဆိုတဲ့ဟာကိုသွားတယ်နံပါတ်1ချက်အဲ့တော့ SSPP လာတယ် SSPP ကလည်းတိန်နီတစ်ခုတည်းမှသူကဖင်ပြီးချောင်ပိတ်မိနေတာအဲ့တော့ SSPP ဒီတိန်နီကို30-20ကုန်ပထမလိုင်းမှာဒုတိယလိုင်းမှာ SSPP ဒီကူညီခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ဒါကတော့ကျွန်တော်အခုမှဖွင့်ပြောတဲ့ကိစ္စပါတိန်နီကိုမထိခိုက်ရေးဆိုတဲ့မူနဲ့ MNDA ရော TNL ရော AA ရောအဲ့ဒီမူကိုကင်ဆွဲပြီးတော့အဲ့အချိန်မှာ30-20ကုန်စစ်စင်ရေးဒီမြောက်သုံးကောင်ပေါ်သူတို့ပြောတဲ့ဒီစကားစားဘက်ကဆွဆွဲတယ်လို့ဟာလား MNDA ရဲ့ TNL ရဲ့ AA ရဲ့ချတာပေါ့အဲ့မှာ SSPP တို့ SSA တို့ဝါတို့ကပါတယ် transition လောက်တာအဲ့တော့ဆောင်းကပြောသလိုလာရှိုးကိုသိရင်ပြဿနာတက်မယ်နော်လို့ကျွန်တော်ပြောခဲ့တော့ကျွန်တော်စောက်ပေါ်တဲ့လာရှိုးရဲ့ equipment မှာတရုတ်ပါတယ်အမေရိကန်ပါတယ်အင်္ဂလန်ပါတယ်အဲ့ဒါဒုတိယကမ္ဘာစစ်ပြီးတော့စစ်မဲ့စုံလို့ခေါ်တဲ့နေရာမြန်မာနိုင်ငံမှာ2နေရာရှိတယ်အမြဲမှတ်တာနော်တမူလာရှိုးဘယ်တိုင်းသားလက်နက်ကန်ရမှာစပြီးတော့စစ်ကြင်ညာခွင့်ကျူးကျော်ခွင့်မရှိဘူးအမြဲမှတ်တာအောက်တန်းစားတွေမြောက်ပေးလို့အောက်တန်းစားတွေလှုပ်လို့လာရှိုးသွားသိမ်းတယ်တရုတ်ကရော်ကြီးတောင်းတယ်အခုမြေက900ပေးရပြီကျွန်တော်ပြောခဲ့ပြီးွားပြီဒီကစားတွေလည်းမြေက900ပေးလိုက်ရပြီတရုတ်ကတရားဝင်မှုဖြစ်အောင်လို့သူကမတရားတော့မယူဘူးမဖြစ်တဲ့ဈေးနဲ့လိုချင်တဲ့နေရာတွေကိုရှမ်းမြောက်မှာအခုမြေယာပြဿနာတွေတွေ့တာတက်နေလို့လိုက်ရှင်းပေးနေရတာအဲ့ဒါတရုတ်တွေကတကယ်ဝယ်တာပေါ်တင်ဝယ်တာမယောင်းလို့လည်းမရဘူးအဲ့ဒါကိုဘာလဲဆို MND တို့ TNL တို့လိုက်ရှင်းပေးရတယ်တရုတ်ကသူလိုချင်တဲ့မြေက900ကိုသူလိုချင်တဲ့နေရာမှာလိုက်ယူနေတာကဲဘာပြောမလဲအခု MND ဒီဟာလားဆောင်းနာပြောသလိုဒီဘက်လာရှိုးဟိုသူတို့အပိုင်18ရက်ကွက်မှာသူတို့ကအပိုင်10ရက်ကွက်ရတာလေ10ရက်ကွက်မှာ2ရက်ကွက်ကဆက်ဆံရေးဒေသ6ရက်ကွက်ကို MND ရဲ့ထိန်းထားတယ် MND နဲ့ TNL နဲ့ပူးတွဲပြီးတော့အဲ့မှာတိန်နေမပါဘူးတခါကြလို့ရှိရင် Facebook ပေါ်မှာလိုက်ပြောခြင်းမြေပြင်အခြေအနေနဲ့မြေပြင်အတိုင်းအတာတွေမြေပြင်ရဲ့သဘောတရားတွေကိုလေ့လာဖို့လိုတယ်ပြီးတော့တော်လိုင်းအင်အားစုတွေတကယ်ကြီးမားမားရှိတဲ့တော်လိုင်းအင်အားစုတွေချိတ်ဆက်မိဖို့လိုတယ်တာဖုံးကျော်ကသူ့စောက်ပြဿနာနဲ့သူလက်နဲ့ပွဲစားလို့ UNG နဲ့အမိစားဘက်ခေါင်းစားဘက်လို့တေစားဆန်းလို့မြောက်ပေးလို့စောက်ပြဿနာတက်တာတာဖုံးကျော်တော့နေရာပြောက်မှာတော့အဲ့တော့တခြားဟာတွေကျွန်တော်တို့မပြောချင်ဘူး TNL ကိုခေါ်တွေ့ရခြင်းအကြောင်းရင်းကကြောက်မဲနဲ့စီဘောကို TNL ကိုယာယီထိန်းခိုင်းဖို့ငကိုမန်စီနဲ့မန်တုံမှာ TNL ရဲ့ပလောင်လွတ်မြောက်ရေးနယ်မြေဆိုပြီးတော့စာကားစာဦးသိန်းစိန်လက်ထက်တည်းတတ်မှတ်ပြီးသားဒါကိုလည်းချို့တော့ဟာတွေကသဘောတူထားတာရှိတယ်ကျွန်တော်တို့တိတ်ထုတ်ပြောလို့မကောင်းဘူးထားလိုက်တော့အဲ့တော့စာကားစာကသူ့မှာလမ်းကြောင်းမရှင်းနိုင်ဘူးဒီ PDF လမ်းကြောင်းကိုသိတာက TNL ရဲ့သိတာတော်လိုင်းအင်အားစုတွေရဲ့လမ်းကြောင်းကိုသိတာ TNL ရဲ့သိတာ TNL ရဲ့သိတော့သူ့ gate တွေဖွင့်မယ်လမ်းကြောင်းတွေပိတ်မယ်သူ့ရဲ့လုံခြုံရေးကိုယူပေးရမယ်ရှင်းတယ်နော်အဲ့တော့ဆောင်းနာပြောသလိုပေါ့ဒီနောင်ချိုးကနေစပြီးတော့ဒီဝုတ်ဝင်ထီကလမ်းကြောင်းရှင်းတယ်အဲ့ဒီကောင်ကစကားစဟိုဒါမဟာဗျူဟာနယ်မြေတတ်မှတ်လိုက်ပြီမဟာဗျူဟာနယ်မြေတတ်မှတ်ပြီးသွားလို့ရှိရင်ဆောင်းနာပြောသလိုဒီမိုးကုတ်တို့မိုးမေးတို့ကအလိုနေနဲ့ PDF ကင်းစင်နယ်မြေဖြစ်လာတော့မှာမပူနဲ့အဲ့မှာသူရအောင်လုပ်မှာအဲ့တော့ဘာလို့ဆိုမန်လေး PDF တွေအားနေအောင်လဲအောက်တန်းစားတွေကလှုပ်ထားပြီးွားပြီလေအောက်တန်းစားတွေကကလင်ကကြစ်အကြောင်းမျိုးချပြီးတော့နိုင်ထူးအောင်လို့ရှုပ်သွားတဲ့ပြဿနာတွေအများကြီးလင်ကိုလည်းရောက်ဖတ်တွေရှုပ်သွားတာအများကြီးလက်နဲ့ပွဲစားလို့အတွင်းဝင်လို့ကျွန်တော်တို့ကတိတ်တခါကျရင်လူမုန်းခံရတာလည်းရှက်လာပြီကိုအဲ့တော့ NLD ပါတီရဲ့ထုတ်ပြန်ချက်ကြီးကအရန်အောက်တန်းကြလွန်တယ်အဲ့တော့အဲ့ဒီအောက်တန်းကြတဲ့စာကြီးထုတ်ထားတဲ့ဟာကိုအင်တာဗျူးကြပါလားမျိုးညွန်းတို့အုပ်စုတွေရှိတာပဲပြည်တွင်းထဲမှာဟုတ်လားအောင်ကြည်ညွန်းတို့ကိုမေးကြည့်ပါလားနေဖုံးလက်တို့ကိုမေးကြည့်ပါလားပါတီမှာတာဝန်ရှိပါဆိုတဲ့မေဝင်းမြင့်တို့ကိုမေးကြည့်ပါလားဒါပါတီရဲ့သဘောထားလားပါတီရဲ့သဘောထားဆိုရင် UNG CRPH နဲ့ဖင်လို့ဖင်ကဘာလို့လောက်ကြတာတော့လို့ပြန်မေးလေမေကုန်းတွေထုတ်ကြလေမင်းတို့မီဒီယာတွေမှာပါစက်မပါဘူးလားအတွေးခေါ်မရှိဘူးလားမမေးတတ်ကြဘူးလားငါလိုမအောက်တန်းသားတွေငါတော်ရင်နာတယ်ကွာလူငယ်တွေရဲ့ဘဝပြည်သူတွေရဲ့ဘဝလူငယ်တွေရဲ့ဘဝအခုချိန်นี้မအေးချမ်းဘူးလေပေးဆက်ခဲ့ရတဲ့ဘဝတွေအများကြီးလေကိုချင်းမစားဘူးလားမင်းတို့သားသမီးချင်းကိုချင်းမစားဘူးလား
မင်းတို့ကဝစ်ဆိုတာမရှိဘူးနောက်ဘွားရောက်မှဖြစ်ချင်တာဖြစ်ဆိုတဲ့အောက်တန်းစားစိတ်တက်တဲ့နိုင်ငံရေးလုပ်နေတယ်လို့တော့ယူဆတယ်သူများတကလိုက်ခုံတဲ့ဟာကိုရေးလိုက်ငါလိုက်မကနဲ့တော့တိုင်းရင်းသားတွေမင်းတို့ပြန်ကစားတဲ့ခါကျရင်မင်းတို့ခံနိုင်ရှောင်ကြိုးသွားတာမင်းတို့ဒီ SCES မှာလဲတိုင်းရင်းသားတွေလိုင်းတင်လာပြီဖြစ်ပါစေ UNG ရဲ့တိတ်ခါကို SCES နေတဲ့တိုင်းရင်းသားတွေကပေါ်ဆောင်ပြီးတော့တိုင်းရင်းသားခေါင်းဆောင်ပိုင်းတွေက UNG သူလမ်းဖောက်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့အချိန်မှာအခု NLD ကထပြီးတော့ဒီကျင်ညာချက်ကြီးကိုထုတ်လိုက်ပြီဆိုတာ SCES ကိုလီးပဲလို့ပြောလိုက်တာနဲ့တူတူပဲနိုင်ငံရေးအရာတော့မင်းတို့ပြောတော့ Federal Democracy Federal Democracy လားလေနဲ့ဝင်းနဲ့မကွဲတဲ့ဆုံးဖြတ်ချက်တွေလေနဲ့ဝင်းနဲ့မကွဲတဲ့တတ်မှတ်ချက်တွေအဲ့တော့ဆောနာပြော SCES ကတည်ထားပြီးသားကိစ္စကို NLD ပါတီကဖျက်လို့ဖျက်ဆီးလုပ်တယ်ဆိုတော့အဲ့ NLD ပါတီနဲ့ပတ်သက်အောင်လားရတယ်ရှိတယ်အဲ့လားရတွေကိုမီဒီယာတွေကမမေးနိုင်ဘူးမင်းတို့အောက်တန်းစားမီဒီယာတွေမေးကြပါလားအဲ့ဒီကောင်တွေအဲ့အောက်တန်းစားတွေကိုအောက်တန်းစားအောင်ကြီးညို့တို့မေဝင်းမြေတို့အုပ်စုတပုံကြီးမှာအဲ့မှာ CRPH UNG မှာပါနေတဲ့ကောင်တွေထိပ်ပိုင်းကောင်းဆောင်မေးကြည့်ပါလားသဘောတရားရေးရဘယ်လောက်ထိကြီးညက်လဲလို့တခါကြရင်ဒီနိုင်ငံမှာဝစ်ကြွေးတစ်မျိုးပြကျွန်တော်တို့ကဝစ်ကြွေးတော်တော်ကြီးကြီးနော်ကိုတမင်းကိုရှာစားပြီးတော့ကြီးတော်နွားကြောင်းနေရတဲ့ဘဝတွေတိုင်းပြည်ချစ်လို့တာဒီစိတ်တက်နဲ့ဒီလိုရှောက်ပြောနေရတာတကယ်တမ်းကျတော့ဒီအောက်တန်းသားတွေကိုမပြောချင်ဘူးရှက်ဖို့ကောင်းတယ်မျိုးရံအောင်သိန်းဆိုတဲ့နိုင်ငံရေးသိပ္ပံဗေဒအကြောင်းဆရာကြီးငါလိုမှသာမင်းတို့ရဲ့ဒီတပ်ပါတီဆိုတာအခု NLD ကိုခေါ်တာငါတို့လည်း NLD ကိုချစ်ခဲ့တာပဲအခုရှိတဲ့ချစ်နေဦးမှာပဲဒါပေမဲ့မူဝါဒမမှန်ရင်တော့ပြောရမှာပဲအဲ့တော့ NLD ပါတီရဲ့မူဝါဒနဲ့လမ်းစဉ်သဘောတရားရဲ့အခြေအနေသဘောတရားအခြေခံရဲ့အုံမြစ်ကိုမသိနားမလဲပဲနဲ့နိုင်ငံရေးနားမလဲတဲ့ PDF တွေကိုမင်းတို့နိုင်ငံရေးသမားတွေကတော်လှန်ရေးဆိုပြီးတော့ခေါင်းစဉ်လှလှလေးတက်ပြီးတော့ခိုင်းစားနေရတယ်အဲ့တော့နောက်ဆုံးတော့တိုင်းရင်းသားတွေကပဲတောင်းခံမှာပေါ့ကိုသားသမီးတို့တောင်းခံမှာပေါ့ဒါမတတ်နိုင်ဘူးဒါလည်းငကိုတွေကကြိုးစဉ်းစားထားချက်တွေကိုအဲ့တော့ဒေါန်ဆန်းစုကြည်တောင်မလွတ်သေးဘူးဒီလိုစကားမျိုးတွေဆိုလာပြီဆိုရင်ဒေါန်ဆန်းစုကြည်လွတ်လာရင်ရောဒေါန်ဆန်းစုကြည်လွတ်ဖို့မရှိဘူးမင်းအောင်လိုင်ဆွမ်းလာပြောတယ်မင်းအောင်လိုင်ကသူ့ဘက်ကအသာရပြီးတော့မှသူ့ရဲ့အာဏာကို3နှစ်အတွင်းပေါ့3နှစ်အတွင်းမှာသူလိုချင်တဲ့မတ်တပ်တစ်ခုကိုရောက်ပြီဆိုရင်တခြားသောဒီကြံ့ခိုင်ရေးပါတီကစိတ်ချတဲ့ခင်ကြီးလောက်တော့ဖြစ်မယ်လို့ထင်တာပဲခင်ကြီးလောက်သူအာဏာအပ်သွားရင်အပ်သွားမှာပေါ့အာဏာအနိုင်နဲ့ပိုင်းသွားတယ်လို့ခေါ်ရတာစကားစားအနိုင်နဲ့ပိုင်းသွားပြီးတော့အဲ့ချိန်ကျမှခင်ကြီးကဒေါ်စုတနာသလိုလိုဘာလို့လဲပြန်လှုပ်ပြီးတော့မှအမျိုးသားရင်ကြားစိတ်အမားတို့အပါတို့ခေါ်လိုက်လို့ဟိုစားခေါ်လိုက်လို့ရှိုးချင်းအဆင်ပြေသွားမှာပဲအဲ့တော့UNG ကိုကြည့်မရတာမဟုတ်ဘူးဗျ UNG ကသုံးလို့မရဘူးသုံးလို့မရတော့ကြီးလို့မရတာမဟုတ်ဒီကောင်တွေကဟိုငကိုတွေကလည်းကြီးခဲ့တဲ့ကောင်တွေမဟုတ်ကျွန်တော်တို့ကဒီဆွမ်းနာပြမူဝါဒကိုကြည့်ရသဘောတရားကိုကြည့်လူတွေကိုကြည့်တာမဟုတ်သူတို့လက်သုံးချောင်းထောင်ပြီးတော့အရေးတော်ပုံအောင်ရမယ်လို့អော်တယ်ပြောတော့လဲတော်လိုင်းရေးအစိုးရလို့ပြောတယ်နော်ဘုံရန်သူစစ်တပ်ကိုအမြင့်ပြတ်ချေမှုမဲ့ကျွန်တော်တို့စစ်တပ်နဲ့ရင်ကြားဆေးစရာအကြောင်းမရှိဆွေးနွေးစရာအကြောင်းမရှိစစ်တပ်နိုင်ငံရေးကထွက်လီးစကားတွေပြောနေဖုံးလက်လေအောက်တန်းစားကောင်အောက်တန်းစားအောက်တန်းစားတွေကဒီ NLD ပေးကနေ NLD ရဲ့သဘောထားကြေညာချက်အာဆီယံဘုံသဘောတူညီချက်ဆို legitimate သူတို့အစိုးရပြန်ဖြစ်ရေးဆိုတဲ့ဥတီချက်မင်းတို့မှလှုပ်เสียလောက်ကွက်မရှိတော့စားကားစားထွက်ပေါက်မရှိတော့ဘူးလို့တော့မင်းတို့ကရှောက်ပြောတာမင်းတို့ကတော်လန်ရေးနိုင်ငံရေးမှာထွက်ပေါက်ရှာတာမှားနေတယ်မင်းတို့ကထွက်ပေါက်ရှာတာအချောင်သမားစိတ်တဲ့နဲ့နောက်ဆုံးတော့ NLD လူလူရဲ့အသေးချေခိုက် NLD ပါတီပေါ့ဒေါန်ဆန်းစုကြည် NLD ဆိုဒေါန်ဆန်းစုကြည်ပဲလူတွေကမြင်နေတာဟုတ်ဒါနဲ့ NLD ကိုအသုံးချနေတဲ့လူတွေကိုကြတော့ပြည်သူလူထုကမမြင်တတ်ဘူးလေအဲ့တော့ငါတို့ကမြင်အောင်ပြရမယ်မင်းတို့ရဲ့ကြေညာချက်ကိုဒေါန်ဆန်းစုကြည်လည်းမသိဘူးသမရဦးဝင်းမြင့်ရဲ့သဘောထားလည်းမပါဘူးနော်ဆုံးဖြတ်ချက်သဘောထားမှတ်ချက်ရေးတယ်ဆိုတာ CWC ကနေပြီးတော့ဆုံးဖြတ်ချက်ချတယ်ဆိုလို့ရှိရင် CWC ရဲ့အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်းအားလုံးပါဝင်တဲ့မင်းတို့ဒါဆိုရှင် CWC မှာပါတဲ့ဒေါန်ဆန်းစုကြည်တို့သမရဦးဝင်းမြင့်တို့ရှိတယ်ပြီးတော့ဒေါက်တာဇော်မြင့်မောင်ပေါ့နော်တောက်စောကဲဒေါက်တာဇော်မြင့်မောင်တို့ဆို CWC ထဲမှာပါတဲ့အဖွဲ့တွေအဲ့တော့ဒေါက်တာဇော်မြင့်မောင်တို့လိုဒုဥက္ကဋ္ဌတွေပေါ့အဲ့တော့ဒီလိုဒေါက်တာဇော်မြင့်မောင်တို့လိုလူမျိုးတွေကိုသူ့ရဲ့နေရာမှာအစားထိုးထားတဲ့ရွေးကောက်ပွဲတစ်ခုကျင်းပပြီးပြီလားပါတီညီလာခံတစ်ခုဖြစ်မြောက်သွားပြီလားပါတီကနေညီလာခံဆုံးဖြတ်ချက်သဘောထားနဲ့ပတ်သက်ပြီးတော့အများသဘောတူညီတဲ့ဆုံးဖြတ်ချက်နဲ့အစားထိုးခံမှုတွေရှိပြီလားမသိလို့မေးရမင်းတို့က
ပါတီကိုလည်းဖျက်ဆီးတယ်ဒေါအောင်ဆန်းစုကြည်လည်းထောင်ထဲထည့်တယ်တော်လန်ရေးပေါ်မှာလည်းလှုပ်ရှားတယ်ပြည်သူလူထုတည်တည်ကြည်ကြည်ငါတို့ဘလူတည်တည်ငတေးမှရင်ပြီးတော့ဆိုတဲ့အောက်တန်းသားစိတ်တဲ့နဲ့မင်းတို့အောက်တန်းသားတော်လန်ရေးအဆုံးသတ်ချင်တာမရဘူးတရားစွဲမှာနော်တရားစွဲမှာနော်မင်းတို့ရဲ့ဗီဒီယိုမှတ်တမ်းတွေမင်းတို့ရဲ့ကြေညာချက်တွေမင်းတို့ရဲ့ဆုံးဖြတ်ချက်တွေမင်းတို့ရဲ့သဘောတူညီချက်တွေငါတို့မှရှိပြီးသားအာဆီယံပုံချနဲ့အာဆီယံဘုံသဘောတူညီချက်ဆိုတာလွန်ခဲ့တဲ့နှစ်နဲ့အခုနှစ်နဲ့မတူအဲ့ဒီဥစ္စာလည်းပြန်တိုက်ကြည့်အောင်မှားနေတယ်မင်းတို့ကနိုင်ငံရေးလောသောတက်ပြီးတော့နိုင်ငံရေးမူဝါဒအာဆီယံကမင်းတို့ online ကတွေ့တယ်ဆိုတာလေမင်းတို့က online ပေါ်ကအစိုးရဖြစ်နေတဲ့အတွက်မလို့ online ပေါ်ကတွေ့တာမင်းတို့စောက်ရှက်မရှိလို့မင်းတို့က online ပေါ်ကပဲတွေ့ခွင့်ရတာသဘောပေါက်လားမသိဘူးနိုင်ငံခြားရေးတန်တမန်တွေတွေ့တဲ့အချိန်မှာဇင်မောင်လည်းမပါဘူးစကားစားဘက်ကတန်တမန်တော့ပါတယ်ဒါပေမဲ့ဝင်ကြီးအစ်စ်မှာတော့ဒီကောင်တွေလည်းစင်းနေမထည့်ဘူးအခုတော့ဒီလာမဲ့ကုလသမဂ္ဂရဲ့နီလာခံဆုံးဖြတ်ချက်မှာဥကြော်မိုးတို့ဆက်ရှိနေတော့ဘာမှမဖြစ်ဘူးဥကြော်မိုးတို့ဆက်မရှိနေဘဲနဲ့ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အခုကုလသမဂ္ဂရဲ့ကိုယ်စားလှယ်ကတရုတ်မှာဖင်သက်ခံနေတယ်နော်အဲ့တော့တရုတ်ရဲ့ဖြစ်ချင်တဲ့သဘောထားဆန္ဒကိုသွားမေးနေတာအဲ့တော့အမေရိကန်နဲ့တရုတ်နဲ့ကြားမှာအပေးယူရှိနေတာအမေရိကန်နဲ့တရုတ်ရဲ့ကြားမှာအပေးယူမြောင်ကြည့်မင်းတို့ပြောတော့တော်လန်ရေးသမားနိုင်ငံရေးသမားလေငါလိုမှသားပထဝီနိုင်ငံရေးလည်းမသိဘူးမိဘမဟာမိတ်ဆက်ဆံရေးလည်းမသိဘူးတန်တမန်နီးလန်းဘလို့ထိုးပေါက်မလဲဆိုတော့မသိဘူးဘယ်နိုင်ငံမှလက်မခံဘူးမင်းတို့ဟိုဖိုရန်တက်ဒီဖိုရန်တက်ဖိုရန်လောက်စကားလာမျိုးလား CSO လမ်းကြောင်းနေမင်းတို့ဖိုရန်တက်ပြီးတော့ဟာစကားတော့ FS ဖော်ဘာညာလီအင်္ဂလိပ်တို့၄-10လုံးမှုတ်ပြီးတော့လီစကားကြီးပြောတာတော့ငါတို့လည်းပြောတတ်တယ်အလွတ်ကျက်သွားလို့ရတယ်အေးပြန်နေလိုက်ကိုမီကိုလို့လေနေလဲနော်ငါတို့မှချင်းကက်ဖြုတ်ကက်မိုးတဲ့ရေထဲမှာအမှောင်ထဲမှာနေရတဲ့ဘဝတွေဘယ်ကောင်းနေကြမှာလဲရှင်တမမနဲ့ငါတို့ရှိမယ်ဘရောမြန်ငါတို့ရှိဦးလှည့်လာမလဲငါတို့ရှိဘရောမြန်ဥစ္စာဖြစ်လာမလဲငါတို့မှစိုးရင်ကြီးတဲ့နေရငါတို့ထက်ဆိုတာကအရှိတန်းရောက်နေတဲ့ PDF ညီကိုတွေလူငယ်တွေရဲ့မျက်နှာကိုအိုးမဲတုပ်စတွေးဆွတ်ပြီးတော့မင်းတို့ကအားလုံးရဲ့ဘဝကိုချရင်းသွားတာငါတို့ကလှေကတစ်တွေမဟုတ်ဘူးဟာမြင်မှတ်တာမင်းတို့ရဲ့အဖြစ်ကံမဟုတ်ဘူးစိတ်မကောင်းတာတခုကလူငယ်တွေအတွက်ကိုစိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်တို့အဲ့လူငယ်တွေကိုဘယ်လိုစုစည်းညီညွတ်ပြီးတော့တိဆောက်ပြီးတော့တော်လန်ရေးအရာရက်တည်ရမလဲဆိုတာကိုကျွန်တော်စဉ်းစားပေးတယ်စဉ်းစားနေတယ်အဲ့တော့လူငယ်တွေအနေနဲ့ကတော့စိတ်ထမကြနဲ့မရှိရှိတဲ့လူတွေတော်လန်မယ်ဒါတော်လန်ရေးနော်တော်လန်ရေးဆိုတာသစ္စာနဲ့တမာတိနဲ့တီလာရှိရတယ်သစ္စာတမာတိတီလာမရှိတဲ့မမြဲတဲ့ကောင်တော့တော်လန်ရေးမှာကြာဆုံးခဲ့မှာပဲနော်အဲ့တော့အောက်တန်းစားတွေနဲ့စကားကိုနားထောင်အောင်မယ်ဆိုရင်တော့မင်းတို့ဆက်ပြီးတော့မိုက်ကြငါတို့တော့မပြောတော့ဘူးအားလုံးကိုကျေးဇူးတင်တယ်အဲ့အောက်တန်းစားNLD ပါတီရဲ့ပုံရိပ်ကိုတုံးချပြီးတော့ရန်သူနဲ့ဖင်ပေးပေါင်းမဲ့ကိစ္စကိုတော့ငါတို့ကလုံးဝလက်မခံပါဘူးကျွန်တော်တို့အနေနဲ့ရှုတ်ချတယ်ကန့်ကွက်တယ်အဲ့တော့ကျွန်တော်တို့ကဒီ NLD ပါတီဒီသူတို့လက်ချက်တမင်ယူဖို့အတွက်2020ရွေးကောက်ပွဲရလက်ဆိုတဲ့ဟာယူယနေ့ချိန်ကြီးကင်ဆွဲပြီးတော့နော်တိုင်းရင်းသားတွေပေါ်မှာရောတော်လှန်ရေးအင်အားစုတွေပေါ်မှာရောနားလဲပါရိုက်နေတဲ့ကိစ္စကတော့ကျွန်တော်တို့လုံးဝလက်မခံပါဘူးဆိုတာပြောကြရင်းနဲ့ဒီလိုက်ကိုနှီးကုန်းချုပ်တယ်အားလုံးကျေးဇူးတင်တယ်